ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့ဘဝတစ်ခုရဲ့အထူးကတော့ချက်ကဘာဖြစ်မလဲလို့စဉ်းစားဖို့ပါသလားအဖြေကတော့ကိုတန်ဖိုးထားတတ်တဲ့စိတ်ပါပဲဒီနေ့မှာတော့လေစာရေးဆရာမှာထပ်ထွန်းရတဲ့စာအုပ်ကိုအခြေခံပြီးတော့ self esteem အလင်ကိုတန်ဖိုးထားခြင်းအကြောင်းကိုအတူတူဆွေးနွေးကြည့်ကြရအောင်ဒီအကြောင်းအရာတစ်ခုလုံးရဲ့အနှစ်ချုပ်ကိုဒီစကားတစ်ခွန်းနဲ့ပြောလို့ရတယ်ကိုမချစ်တတ်ရင်တခြားသူတွေကိုလည်းချစ်နိုင်မှာမဟုတ်ဘူးတဲ့အရာမှနာပဲနော်တကယ်တော့အရာအလုံးရဲ့အစကကိုချစ်တတ်ဖို့ကနေပဲစတာပါကဲကိုတန်ဖိုးထားစိတ်ကိုတိဆောက်ခြင်းတဲ့ဆိုရင်ပထမဆုံးနဲ့သူကဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့လိုတယ်မလားဆိုတော့ self esteem ဆိုတာအတိအကျဘာကိုပြောတာလဲ self esteem ဆိုတာကလေတခြားလူတွေကကိုဘယ်လိုမြင်လဲဘာလေပြောလဲဆိုတာနဲ့မဆိုင်ဘူးအဓိကကိုတန်ဖိုးကိုယ်တိုင်အတွင်းစိတ်ကနေအတိမတ်ပြူတာကိုပြောတာပါဒါကကိုဘယ်လိုတွေးလဲဘယ်လိုခံစားရလဲဘယ်လောက်ယုံကြည်လဲဆိုတဲ့ကိုပိုင်ခံယူချက်တတ်ပါပဲโอเคဒီတော့အတွင်းစိတ်ကခံစားချက်လေးတစ်ခုကလူတယောက်ရဲ့အပြင်ပန်းဘဝကြီးတစ်ခုလုံးကိုဘလောက်တောင်ပြောင်းလဲသွားစေနိုင်လဲဟုတ်တယ်ဘာကြောင့်ဒီ self esteem ဆိုတာကဒီလောက်တောင်အရေးကြီးနေရတာလဲဆက်ပြီးကြည့်လိုက်အောင် self esteem မြင်တဲ့သူနဲ့နေသူရဲ့ဘဝကတော့တကယ်ကိုကွာခြားလုံးပါတယ်မြင်တဲ့ပြန်မှာရှင်ကြည့်လိုက်တာနဲ့တည်တာတယ်တယောက်ကယုံကြည်မှုပြည့်နဲ့ဖြောရွှင်တာဝန်ယူရဲတယ်နောက်တစ်ယောက်ကတော့အမြဲတမ်းမလုံးမချုံဖြစ်နေပြီးစိုးရင်စိတ်တွေများတခြားသူတွေကိုအပြစ်တင်ဟိုကြောက်ဒီကြောက်နဲ့တကယ်ကိုကဘာနှစ်ခုလိုပါပဲပြီးတော့လေ self esteem ကောင်းတာကကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးတွေအပေါ်မှာလည်းတိုက်ရိုက်သက်ရောက်မှုရှိတယ်ဘယ်လိုလဲဆိုတော့ကိုမအတွင်းစိတ်လုံခြုံမှုဆိုတာရှိလာတယ်ဆိုလိုတာကတခြားသူရဲ့ validation ကိုအငမ်းများလိုက်ရှာနေစရာမလိုတော့ဘူးပေါ့ပြီးတော့စိတ်ခံစားမှုဆိုင်ရာပုလျံကင်းဆိုတာဖြစ်လာတော့သူများကိုလည်းပေးကမ်းနိုင်တယ်အရေးကြီးဆုံးကတော့ကိုတန်ဖိုးထားတတ်လာတဲ့အတွက် toxic relationship တွေကနေအလိုကာကွယ်ပြီးသားဖြစ်သွားတာပါကဲအခုတကယ်လက်တွေ့ကြတဲ့အပိုင်းကိုရောက်လာပါပြီဟုတ်ပြီ self esteem ကိုဘယ်လိုတည်ဆောက်မလဲဒီအတွက်အဓိကကြတဲ့မန်တိုင်ကြီး6ခု a 6 pillar blueprint ပေါ့ဒါကိုတစ်ခုချင်းစီလေ့လာကြည့်ကြမယ်အဲ့ဒီမန်တိုင်6ခုကဘာတွေလဲဆိုတော့1ကိုလက်ခံတတ်ဖို့2တာဝန်ယူတတ်ဖို့3ကိုခံစားချက်ကိုရဲဝံ့ဖိုးထုတ်တတ်ဖို့၄ကရည်ချက်နဲ့ရှင်တန်ဖို့၅ကကိုစီကံထားတတ်ဖို့နောက်ဆုံးနံပါတ်6ကတော့ကိုကျင့်ပမာတီရှိဖို့ပါပဲဒါတွေကကိုတန်ဖိုးကိုတိဆောက်မဲ့လမ်းမြတ်အမြင်ပုံကြည့်ဖို့ပထမဆုံးမှန်တိုင်ကတော့ကိုလက်ခံခြင်းပါဆိုတော့ကကိုယ့်ရဲ့ကောင်းတာတွေရောဆိုးတာတွေရောအားနည်းချက်တွေရောအားလုံးကိုဒါငါပဲဆိုပြီးတော့ဘာဝေဖန်မှုမှမပါပဲလက်ခံလိုက်တာပါဒါကအစာဖြိုးမှတိုင်းပဲကိုလက်မခံပဲနဲ့ဘယ်လိုမှရှင်းဆက်လို့မရဘူးလေဒုတိယတစ်ခုကတာဝန်ယူမှုပါဒါကတော်တော်အရေးကြီးတယ်ကိုဘဝမှာဖြစ်လာသမျှကောင်းတာရောဆိုးတာပါဒါတွေဟာကိုယ့်ရဲ့ရွေးချယ်မှုတွေလောက်ရက်တွေကြောက်မလားဆိုတာကိုအပြည့်အဝတာဝန်ယူလိုက်တာပါတခြားသူကိုလက်ညှိုးထိုးမဲ့အစားကိုယ်တိုင်တာဝန်ယူလိုက်တဲ့အခါမှာတကယ်ကိုစွမ်းအားရရှိလာပါတယ်တုံးနမမန်နိုင်ကတော့ကိုခံယူချက်ကိုရဲဝံ့ဖော်ထုတ်ရတည်တာပါကိုဘာလို့ချင်းလဲဘာကိုတန်ဖိုးထားလဲဘယ်လိုခံစားရလဲဆိုတာကိုရိုးရိုးသားသားနဲ့လေးစားစားဖော်ပြရတာပေါ့ဒါဟာကိုလေးစားရတဲ့ရောက်ပါတယ်နံပါတ်၄ကရည်ရွယ်ချက်ရှိနေထိုင်ခြင်းမှာကိုယ့်အသေးပဲရှိတဲ့ပန်းနိုင်တွေထားပြီးအဲ့ဒီပန်းနိုင်တဲ့စီရောက်အောင်ကိုယ်စွမ်းရည်တွေကိုအသုံးချတာပါဒီလိုလှဆောင်ခြင်းကငါဟာတန်ဖိုးရှိတဲ့သူစွမ်းဆောင်နိုင်တဲ့သူဆိုတဲ့ယုံကြည်ချက်ကိုပို့ပြီးခိုင်မာစေပါတယ်နံပါတ်5ကတော့ကိုစီကံထားရှိခြင်းပါလောရရှိတဲ့အချိန်တွေခက်ခဲတဲ့အချိန်တွေမှာတော့မှကိုပန်းတိုင်နဲ့ညီလောက်တင်တာကိုလောက်ဆောင်တာပါဒါကကိုပေးထားတဲ့ဂရိကိုတီးတာထက်လို့ကိုပေါ်ထားတဲ့လေးစားမှုကိုအလိုမြင့်တက်စေပါတယ်နောက်ဆုံးနံပါတ်6မနိုင်ကတော့ကိုကျင့်တမာတိရှိခြင်းပါဆိုလိုတာကကိုယုံကြည်ထားတဲ့တန်ဖိုးတွေနဲ့ကိုလက်တွေ့လွတ်ဆောင်နေတဲ့အရာတွေကတထက်ကျနေဖို့ပါပဲကိုရဲ့အတွေ့အပြောအလုပ်သုံးခုညီနေတဲ့ခါမှာတကယ်ကိုတည်ငြိမ်ပြီးခိုင်မာတဲ့ self esteem ကိုရရှိမှာပါကဲဒီမနိုင်6ခုကိုတီးပြီးဒါပေမဲ့ဒါတွေကိုလက်တွေ့ဘဝမှာဘယ်လိုအသက်သွင်းမလဲအဲ့ဒီမှာအရေးအကြီးဆုံးစားသမားတစ်ယောက်ရှိနေပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အတွင်းစိတ်အတန်ပါပဲတကယ်တော့လေကိုယ့်ရဲ့ self esteem ကိုအတက်အကျထင်အောင်အဓိကပုံဖော်နေတာကတခြားလူတွေရဲ့အတန်ထက်ကိုခေါင်းထဲကအတွင်းစိတ်အတန်ပါပဲကိုတယောက်တည်းရှိနေခြင်းမှာဘလို့စကားတွေပြောနေလဲအပြစ်တင်နေလားအားပေးနေလားအဲ့ဒီကိုနဲ့ကိုပြောနေတဲ့စကားတွေကိုပြောင်းလဲနိုင်မှာတကယ်ကိုခိုင်မာတဲ့တန်ဖိုးထားစိတ်ကိုတိဆောက်နိုင်ပါပါဒါကြောင့်နောက်ဆုံးအနေနဲ့မှတ်ထားရမှာက self esteem တိဆောက်တယ်ဆိုတာတခါပြီးရင်ပြီးရောပန်းတိုင်တစ်ခုမဟုတ်ပါဘူးဒါကခရီးတစ်ခုလိုပဲ
ကိုယ့်ရဲ့ကိုယ်ရီကိုယ်သွေးကိုတက်တက်တာလုံးဖွံ့ဖြိုးတိုးတက်အောင်နေ့စဉ်နဲ့အမျှဂရုစိုက်ပြီးလေ့ကျင့်သွားရမယ်အလေ့ကျင့်ကောင်းတစ်ခုဒါဖြစ်ပါတယ် ကဲဒီเจ้าရတွေကိုတည်သွားပြီဆိုတော့အရေးကြီးဆုံးကလက်တွေလှုပ်ဆောင်ဖို့ပါပဲအခုပဲကိုပြန်မေးကြည့်လိုက်ပါဒီမနန်6ခုတွေကဘယ်တစ်ခုကိုအရင်ဆုံးစပြီးအားဖြစ်မလဲ